Ambran Yoma Tawaba Shide Sick Kausi MPD Satway Tawada Skan Gogo အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel မှာကြိုဆိုပါတယ်မြန်မာနိုင်ငံမှာဖိုက်ပွားနေတဲ့အကြောင်းနဲ့ပတ်သက်လို့နေ့စဉ်တဒန်းကောက်တွေကိုတင်ဆက်ပေးနေတာမို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်တာပြီးဖို့တောင်းဆိုချင်ပါတယ်အာရကတက်တော် A ကတိတ်ပိုက်နိုင်ခဲ့တယ် MPD ဆက်သွယ်ရေးတာဝါတိုင်းစကကုတ်ကိုတိမ့်ပြီးတဲ့နောက်ပိုင်းမှာပဲအခုနတ်ရေကန်ဗျူဟာကုတ်တိုက်ပွဲအပြင်းထန်ဖြစ်နေတယ်နတ်ရေကန်ဗျူဟာကုတ်တိုက်ပွဲအပြင်းထန်ဖြစ်နေတယ်နောက်တစ်ခုကရခိုင်ပြည်နယ်မောင်တော်မြို့နယ်မြောက်ပိုင်းမှာရှိတဲ့လက်ရကျေးရွာအနီးမှာအခြေစိုက်ထားတဲ့အကြမ်းဖက်စစ်သွေးကြွအာဆာနဲ့အာရကတက်တော် A တို့တိုက်ပွဲဖြစ်ပွားတယ်အာဆာရဲ့စခန်းတစ်ခုကိုအာရကတက်တော် A ကသိမ်းပိုက်နိုင်ခဲ့တယ်ဗျာနောက်တစ်ခုကဒုတိုင်းမှုကိုပြစ်ခတ်ရန်ကြံစီမှုနဲ့တက်ကြကြီးအပါဝင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးပြန်လည်ပြီးတော့ဖမ်းဆီးခံလိုက်ရတယ်ဟောဒုတိုင်းမှုဘုံမှုချုပ်ရဲလင်းအောင်ဘာကြောင့်တက်ကြကြီးနဲ့ရဲဘော်3ယောက်ကဒီဒုတိုင်းမှုကိုပြစ်ခတ်ဖို့ကြံစီခဲ့တာလဲဆိုရင်ဟောARတိုင်းအမှတ်344အမြောက်တက်ရဲမှာခံစစ်ပြင်းနေတဲ့စစ်သည်တော်တွေကိုဒုတိုင်းမှုရဲလင်းအောင်ကအပိစကလာပြောတာဒိုင်ယာရနေတဲ့တက်ကြကြီးနဲ့တပ်သား2ယောက်ကိုစိတ်ကုသခွင့်မပေးခဲ့ဘူးဟောဒိုင်ယာရနေတဲ့တက်ကြကြီးနဲ့တပ်သား2ယောက်ကိုစေကူတာခွင့်မပေးဘဲနဲ့ခံစစ်ပြေဖို့ပဲအမိတ်ပေးခဲ့တယ်ဒါကြောင့်တက်ကြကြီးနဲ့တပ်သား2ယောက်ကဒီလောက်ရက်ဆက်ရမလားဟောဒီလောက်မညမတာရမလားဆိုပြီးတော့နာကြီးစိတ်နဲ့လောက်ကြံမှုကြိုးစားတာဒုတိုင်းမှုပြစ်ခတ်ခံရတယ်မပြစ်ခတ်ခံရဘူးဆိုတဲ့သတင်းကတော့အတိအကျမသိရဘူးသူတို့သတင်းဖုံးလွှမ်းထားတယ်ပေါ့နော်အဲ့တော့စစ်တပ်ထဲမှာအထက်အောက်အမိန့်မနာခံမှုတွေဟောအထက်အောက်တရားမမျှတမှုတွေဟောဒါတွေအခုဖြစ်လာခဲ့ပြီပေါ့နော်ဒုတိုင်းမှုကိုတောင်မှလောက်ငယ်သားတွေကပြစ်ခတ်လောက်ကြံမှုစ조사သေးတယ်ဆိုရင်တော့ဒါစစ်တပ်မှာအကွဲအပြဲတွေဖြစ်လာပြီပေါ့ဗျာနော်အကွဲအပြဲတွေဖြစ်လာပြီနောက်တစ်ခုကအမတ344မှာဒုဗိုလ်မှူးကြီးအဆင့်ထိကိုကြတယ်တဲ့ဒါ A နဲ့ဖြစ်တဲ့တိုက်ပွဲမှာပေါ့နော်အမတ344ကာကင်းစကန်တွေကိုအာရကတက်တော် A ကသိမ်းပိုက်ထားတယ်ဒိုင်ယာရစစ်သားတွေမနှဲဘူးဒိုင်ယာရတဲ့စစ်သားတွေကိုပသိမ်မှာပို့ထားရတာမနှဲမနှောပဲမနှဲမနှောပဲအဲ့ဒါကိုဒုတိုင်းမှုကစေးုံမပို့ဘဲနဲ့တချို့ဒိုင်ယာရစစ်သားတွေကိုခံစစ်ပြင်ခိုင်းထားတယ်ခံစစ်ပြင်ခိုင်းရမလားဆိုပြီးတော့စေကူတာခွင့်မပေးရမလားဆိုပြီးတော့တက်ကြက်နဲ့ရဲဘော်2ယောက်ကဒုတိုင်းမှုကိုလောက်ကြံမှုစ조사တာဒုတိုင်းမှုသေလားရှင်လားတော့မသိဘူးတရင်တော့ဖုံးလွှမ်းထားတယ်ပေါ့ဗျာအခုစစ်တပ်ထဲမှာအထက်အောက်အမိန့်မနာခံမှုတွေဘာကြောင့်ဖြစ်နေရတယ်လဲဆိုရင်စစ်ကူလည်းမပို့တဲ့အပြည့်ရိတ်ခါလည်းမပေးဘူးတဲ့နော်ရှေ့ရမ်းမှာ
အခုအရေးတကြီးခုခံကာကွယ်နေရတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုစစ်ကူလည်းမပေးဘူးရိတ်ခါလည်းမပို့ဘူးကဲဒါတက်တွင်းတဲ့အရင်မြစ်ကပြောတာနော်ဖဖို့တို့ပြောတာမဟုတ်ဘူးလက်ရှိအေနဲ့ပြစ်နေတဲ့အေယာဝတီတိုင်းမှာအမတ344တက်ရင်မှာစစ်ကူလည်းမပို့တဲ့အပြင်ကိုရိတ်ခါလည်းမပေးဘူးဒဏ်ရာရတဲ့စစ်သားတွေကိုလည်းပတ်သိကိုပို့ပြီးတော့အချိန်မီစစ်ကူတခွင့်မပေးဘူးတဲ့ဒါတွေဟာလက်ရှိမြေပြင်ပေါ်မှာဖြစ်နေတဲ့အခြေအနေတွေပဲပေါ့နော်စစ်ကူလည်းမပို့ဘူးရိတ်ခါလည်းမပေးဘူးဒဏ်ရာရစစ်သားတွေကိုလည်းပတ်သိကိုပို့ပြီးတော့အချိန်မီစစ်ကူတခွင့်မပေးဘူးတဲ့ဒါကြောင့်လဲစစ်တပ်ထဲမှာအလံပြူထောင်ကြတယ်လက်နက်ချကြတယ်ထွက်ပြေးကြတယ်ဟောဘိုးတို့စဉ်းစားတယ်ပေါ့နော်ဘိုးတို့ PDF ဒေတာဆိုရင်အဲ့လောက်ထိလက်နက်ခဲမိကြောက်တွေရှိနေမှဆိုရင်လုံးဝထွက်မပြေးဘူးသူတို့စစ်သားတွေဘာကြောင့်ထွက်ပြေးလဲဟမ်သူတို့စစ်သားတွေဘာကြောင့်ထွက်ပြေးလဲထွက်ပြေးရခြင်းအကြောင်းရင်းကနော်သူတို့အထက်အောက်မမျှမတတာတွေပေါ့ဗျာအထက်အောက်မမျှမတတာတွေပေါ့နော်စစ်ကူမပို့တာရိတ်ခါမပို့တာဟောဒါတွေကနေပြီးတော့သူတို့ပါနာကျင်မှုတွေဖြစ်လာတယ်နာကျင်မှုတွေဖြစ်လာပြီးတော့ငါတို့အသေးပခန့်တော့ကွာလက်နက်ချကွာအလံပြူထောင်ကွာထွက်ပြေးကွာဆိုဒါတွေဖြစ်လာတာပေါ့နော်နောက်တစ်ခုကကရင်ပြည်နယ်မြဝတီမြို့အမှတ်9ရပ်ကွက်အုပ်ချုပ်ရေးမှူးလှဝင်းပြစ်ဒဏ်ခံရပြီးတော့သေဆုံးသွားတယ်ပြစ်ခတ်မှုဖြစ်ပွားပြီးမကြာမီအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာပြီးတော့အလောင်းကိုတဲ့သွားတယ်ဟောဟိုတို့မိဘပြည်သူတွေဒါတာမန်သတင်းမဟုတ်ဘူးမြဝတီမြို့အမှတ်9ရပ်ကွက်မှာစစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှုပြစ်ကတ်ခံရပြီးတော့သေဆုံးသွားတာမြဝတီမြို့နော်မြဝတီမြို့ကိုလက်ရှိဘယ်သူအုပ်ချုပ်ထားတာလဲ BGF နဲ့ DKBA စစ်ကောင်စီဒီသုံးဘက်က အုပ်ချုပ်ထားတာပြန်ပြောပဲမြဝတီမြို့ကိုလက်ရှိဘယ်သူအုပ်ချုပ်ထားတာလဲ BGF DKBA စစ်ကောင်စီကအုပ်ချုပ်ထားတာဖို့တို့ PDF တွေ KNLA KND ကိုအနားတော်ကတ်လို့မရအောင်အဲ့ဒါကိုစစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှုလှဝင်းကိုမြဝတီမြို့အမှတ်9ရပ်ကွက်မှာပြစ်တက်ပလိုက်တာပြစ်တက်လိုက်တာကဖို့တို့ UG တွေ PDF တွေဒီလောက် BGF တွေ DKBA တွေစစ်ကောင်စီအဖွဲ့တွေခြေချင်းလိမ်ပြီးတော့တပုတ်ဦးလိုရှုပ်ချက်ခတ်နေတဲ့ဒီမြဝတီမြို့ကြီးတဲ့ကိုဝင်ပြီးတော့စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှုကိုပြစ်ခတ်နိုင်တယ်ဆိုစဉ်းစားကြည့်ပေါ့စဉ်းစားကြည့်ပေါ့ PDF တွေ UG တွေရဲ့အစွမ်းအစသိပါမသေးတာပြောချင်တာကဘလောက်ပဲသူတို့လုံခြုံရေးတွေတက်ချထားဘလောက်ပဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေခြေချင်းလိမ်ပြီးတော့တပုတ်လိုရှုပ်ချက်နေပါစေသူတို့ဘဝတွေဟာမလုံခြုံတော့ဘူးဆိုတာအဲ့ဒါမိမောင်းထုတ်ပြတာပဲနောက်တစ်ခုကတနင်္လာရီတိုင်းရေပြူမြို့နယ်မင်းသားကျေးရွာအုပ်စုစင်စွယ်ကျေးရွာအတွင်းမှာလှည့်ကင်းထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းကို PDF တွေကတိုက်ခိုက်တာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်6ယောက်တောင်သေဆုံးသွားတယ်နောက်တစ်ခုကစကိုင်းတိုင်းကပ်ဘလူမြို့ပေါ်မှာနော်သွေးသစ္စာတခြင်းစုံပြီးတဲ့အထကတစ်ကျောင်းဆရာဟောအထကတစ်ကျောင်းဆရာကသွေးသစ္စာတခြင်းစုံပြီးလို့ဆိုပြီးတော့ပြူစောထီးတွေကနော်လာဖမ်းသွားတယ်လာဖမ်းသွားတယ်အဖမ်းခံရတဲ့အထကတစ်ကျောင်းဆရာနဲ့အပေါင်းပါစုစုပေါင်း3ယောက်ကနော်ညဘက်ကြီး KTV နဲ့ဘီယာဆိုင်မှာမူးယူပြီးတော့ဆိုင်ကယ်စီးပြီးပြန်လာတဲ့အချိန်
လမ်းတစ်လျှောက်မှာသွေးသစ္စာတစ်ချင်းဆိုလာခဲ့တာအရက်မူးပြီးတော့သွေးသစ္စာတစ်ချင်းဆိုလာခဲ့တာအဲ့ဒါစစ်ကောင်စီရဲ့နန်းစီရီယံပေါ့နော်အရက်မူးပြီးတော့သွေးသစ္စာတစ်ချင်းဆိုလာခဲ့တာအဲ့တော့စစ်ကောင်စီလက်အောက်ကနန်းစီရီယံအထက1ကျောင်းဆရာကသွေးသစ္စာတစ်ချင်းဆိုရမလားဆိုပြီးတော့ပြည်စောတိတွေကစိတ်ဆိုးပြီးတော့လာဖမ်းသွားတယ်အဲ့ဒီညကအရက်မူးပြီးတော့သွေးသစ္စာတစ်ချင်းဆိုတဲ့အထက1ကျောင်းဆရာနဲ့အပေါင်းပါစုစုပေါင်း3ယောက်ကိုထူးဆန်းလို့ဆိုပြီးတော့ပြည်သူတွေကတော့ဝိုင်းကြည့်နေကြတယ်ဟောပြောချင်တာကဘောမတွေကတော့သွေးသစ္စာတစ်ချင်းဆိုတယ်ဆိုပြီးထူးဆန်းလို့ပြည်သူတွေကဝိုင်းကြည့်ကြတယ်မကြဘူးနော်နိုင်ငံတော်ကိုကျင်ချိုပြက်စေမှုဆိုပြီးတော့ကျောင်းဆရာနဲ့အပေါင်းပါ3ယောက်ကိုပြူစောတိတွေကလာဖမ်းသွားတယ်နောက်တစ်ခုကကရင်နီပြည်ဘောလခဲမြို့အကြမ်းဖက်စစ်ကောင်စီရဲ့ကာကင်းစကန်ကုန်းကိုတော်လှန်ရေးလက်နက်ကန်တွေကတိုက်ခိုက်ခဲ့တာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်20ထပ်မံသေဆုံးပြီးတော့လက်နက်15လက်နဲ့ခဲယပ်ပြီးကြောက်တွေကိုတော်လှန်ရေးလက်နက်ကန်တွေကသိသိရရှိနိုင်ခဲ့တယ်နောက်တစ်ခုကပဲခူးတိုင်းကျုပ်ပေကောက်မြို့နယ်ဗရောင်းမြိုင်ရွာကိုဝင်ရောက်ပြီးတော့ပေါ်တာဆွဲနေတဲ့အကြမ်းဖက်စစ်တပ်ကို PDF တွေကမိုင်းဆွဲတိုက်ခိုက်တာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်6ယောက်တောင်သေဆုံးသွားတယ်နောက်တစ်ခုကကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်နော်မနေ့တနေ့ကသေဘောပူစခန်းသိမ်းတိုက်ပွဲမှာအခုဆိုရင်ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စခန်း73ခုကိုတောင်မှ KNLA နဲ့ပူးပေါင်း PDF တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီသေဘောပူစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်30ကျော်တောင်သေဆုံးတယ်အကြမ်းဖက်စစ်သား15ယောက်လက်နက်ချအလံဖြူထောင်ခဲ့တယ်ဟော50နော်စစ်ကောင်စီတပ်ဖွဲ့ဝင်50တောင်မှလက်နက်ချပြီးတော့အလံဖြူထောင်ခဲ့တယ်အကြမ်းဖက်စစ်သား30ကျော်သေဆုံးခဲ့တယ်လက်နက်ကြီးလက်နက်ငယ်တောင်ပုံရာပုံကိုသိသိရရှိခဲ့တယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်လည်းပြောပါတယ်ကျွန်တော်တို့ကဘာလက်နက်မှမရှိဘူးဒီအကြမ်းဖက်စစ်ကောင်စီရဲ့စခန်းတွေကိုသိမ်းလိုက်တာလက်နက်တွေသုံးမကုန်ဖြုံးမကုန်ရတယ်အဲ့ဒီကသိသိရမိတဲ့ခွေးကြည်တွေနဲ့ပဲဟောဗိုလ်ချုပ်ထွန်းမြတ်နိုင်ကကြည်ကိုတော့ခွေးကြည်လို့ပေးထားတာနော်အဲ့ဒီခွေးကြည်တွေနဲ့ပဲကျွန်တော်တို့ပြန်တိုက်တာခုဆိုရင်အာရခတပ်တော် A ဟာမြန်မာနိုင်ငံမှာအင်အားအကြီးဆုံးဖြစ်လာခဲ့ပြီနော်အာရခတပ်တော် A ကိုအင်အားအကြီးဆုံးဖြစ်အောင်အဓိက main sponsor ပေးတဲ့သူကအကြမ်းဖက်စစ်ကောင်စီနော် A ဟာ15နှစ်သားလေးပဲရှိသေးတယ်ဟော PDF တွေနဲ့ပေါ်လာတာတိတ်တောင်မကွာဘူးနေလားငါလားခု PDF တွေပေါ်တာ4နှစ် A ပေါ်တာ15နှစ် A ဟာအကြမ်းဖက်စစ်ကောင်စီရဲ့စကားတွေကိုတစ်ခုပြီးတစ်ခုသိမ်းလိုက်တာအဲ့ဒီကရတဲ့လက်နက်တွေနဲ့ခွေးကြည်တွေနဲ့အခုတနိုင်ငံလုံးကိုလွှမ်းမိုးနေခဲ့ပြီတော်လှန်ရေးကိုဥဆောင်နိုင်နေခဲ့ပြီ A ဟာအခုဆိုအင်အားကြီးတဲ့ကြီးမားလာခဲ့အဓိက main supporter A ကိုကြီးပွားအောင်ထောက်ပံ့ပေးခဲ့တာဒီစစ်တပ်ပဲဟောမန္တလေး PDF ခေါင်းဆောင်လည်းပြောတယ်လေတိုက်တာတိုက်တဲ့စခန်းတစ်ခုသိမ်းတိုင်းအဲ့ဒီကလက်နက်တွေကပြန်ရပြီးသားတကယ်တိုက်ရင်တကယ်ရပါတယ်ဟောဒါမန္တလေး PDF ခေါင်းဆောင်ကပြောတာတကယ်တိုက်ရင်တကယ်ရပါတယ်တကယ်သာတိုက်စစ်ကောင်စီကလက်နက်ခဲမိကြောက်တွေထောက်ပံ့ပေးပြီးသားပဲဟောအခုလည်းပဲ KNLA ပူးပေါင်း PDF တွေကသေဘောပူစခန်းကိုသိမ်းနိုင်ခဲ့တယ်အဲ့ဒီမှာတောင်ပုံရာပုံလက်နက်ခဲပြီးကြောက်တွေသိမ်းနိုင်တာမနည်းဘူးပဲဒါကြောင့်တကယ်တိုက်ရင်တကယ်ရပါတယ်နော်တကယ်တိုက်ရင်တကယ်ရပါတယ်
ငချင်းစီနဲ့ငချင်းကြော်တယ်လို့ခေါ်တာပေါ့ဗျာနော်ဒီအကြမ်းဖက်စစ်ကောင်စီကတိတ်ရရှိခဲ့တဲ့လက်နက်ခဲယမ်းမိကြောက်တွေနဲ့ပဲသူတို့ပြန်တိုက်တယ်အဲ့ဒီလိုနဲ့သူကအလင်းမိသွားတယ်ကုံကြသွားတဲ့ကြည်စံနဲ့စစ်ကောင်စီကစကန်းသိမ်းပြီးတော့ပြန်ရတဲ့ကြည်စံနဲ့သူကတခုပြီးတခုလဲပတ်နိုင်သွားတယ်ပေါ့နော်လဲပတ်နိုင်သွားတယ်ပေါ့အဲ့ဒါကိုငချင်းစီနဲ့ငချင်းကြော်တယ်လို့ခေါ်နောက်မန္တလေးတိုင်းပကံမြို့တစ်ဂံကောရက်ကွက်ဇရက်မှာအကြမ်းဖက်စစ်ကောင်စီလက်အောက်ကပြူစောတိခေါင်းဆောင်ဇောဇောအပါဝေပြူစောတိ9ယောက်ပြည်သူထံမှာစက်ကြီးလာကောက်နေတဲ့အချိန်မှာပဲ PDF တွေကဝင်ဆွဲလိုက်တာပြူစောတိ9ယောက်ထက်က10ယောက်တောင်သေဆုံးသွားတယ်ဟာနော်ဒါပကံမှာဂံကောရက်ကွက်ဇရက်မှာပြည်သူစီမှာစက်ကြီးလာကောက်တဲ့ပြူစောတိ9ယောက်ကို PDF တွေကဝင်ဆွဲလိုက်တာပြူစောတိ10ယောက်တောင်သေသွားတယ်နောက်တစ်ခုကစကိုင်းတိုင်းဒဇယ်မြို့9မိုင်ခန့်ဝေးတဲ့တဲကုန်းရွာကင်းလှည့်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီကို PDF တွေကကြားပြတ်တိုက်ခိုက်တာအရာရှိတကောင်အပါဝင်အကြမ်းဖက်စစ်သား10ယောက်တောင်သေဆုံးသွားတယ်အရာရှိတကောင်အပါဝင်အကြမ်းဖက်စစ်သား10ယောက်သေဆုံးသွားပါတယ်နောက်တစ်ခုကမကွေးတိုင်းပေါင်းမြို့နယ်ကုတ်ကိုစုပြူစောတိရွာမှာတရသီးထွက်ကောက်တဲ့ပြူစောတိများကို PDF တွေကပြစ်ခတ်တာပြူစောတိ3ယောက်တောင်သေဆုံးသွားတယ်လက်နက်တစ်လက်ကိုလည်းသိသိရရှိခဲ့တယ်တရသီးထွက်ကောက်တဲ့ပြူစောတိလေးတွေတရသီးတောင်မစားလိုက်ရအောင်တနာပါတယ်ဗျာနော်တရသီးတောင်မစားလိုက်ရအောင်တနာပါတယ်နောက်တစ်ခုကမန္တလေးတိုင်းမြင်းချံမြို့နယ်မှာ PDF ဂိတ်ကိုလာရောက်တိုက်ခိုက်တဲ့အကြမ်းဖက်စစ်ကောင်စီတွေကို PDF တွေကတပ်ဖန်ပြန်ပြီးတိုက်တာအကြမ်းဖက်စစ်သား20ထက်မနည်းသေဆုံးတယ်။အိုးအများကြီးပဲ။ PDF ရဲ့စခန်းကိုလာတိုက်တာအဲ့ဒါကို PDF တွေပြန်တိုက်တာအကြမ်းဖက်စစ်သား20လောက်သေဆုံးသွားတယ်။နောက်တစ်ခုကပဲခူးတိုင်းအုပ်ပုံမြို့နယ် PDF တွေကိုလက်ပစ်ဗုံးနဲ့လာပစ်တဲ့နော်ထမ်းပင်ကုန်းရွာကရာအိမ်မှုအောင်မိုးခိုင် PDF တွေကပြန်ပစ်တာသေဆုံးသွားတယ်တဲ့ဗျာနော် PDF တွေကပြန်ပစ်တာသေဆုံးသွားတယ်သူက PDF တွေကိုလက်ပစ်ဗုံးနဲ့လာပစ်တာနော်ထမ်းပင်ကုန်းရွာကရာအိမ်မှုအောင်မိုးခိုင်အဲ့ဒါကို PDF တွေကပြန်ပစ်တာသေဆုံးသွားတယ်